တို့အားလုံးဒီပါတွေးဖူးကြတဲ့မေခွန်းတစ်ခုရှိတယ်ဗျာတိတ်ဆိတ်နေတဲ့ညဒီမှာဖြစ်ဒါမှမဟုတ်ကိုဘွားအချောင်းကိုနက်တွေးမိတဲ့အခါမျိုးမှာဖြစ်ပေါ်လာတတ်တဲ့မေခွန်းမျိုးပေါ့အဲ့ဒါကတော့ဒီခန္ဓာကိုယ်ကြီးမရှိတော့တဲ့အခါကိုတို့ရဲ့စိတ်ကတော့ဘယ်ကိုများတွားတာလဲဆိုတာပါပဲဒါဟာလီတယောက်တည်းရဲ့အတွေ့မဟုတ်ပါဘူးလူသားမျိုးနွယ်တစ်ခုလုံးရဲ့အကြီးမားဆုံးပဟေ့လေးတွေထဲကတစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီဖြေကိုရှာတဲ့နေရာမှာလေဗုဒ္ဓရဲ့ဉာဏ်ပညာကတကယ်ကိုနှဲပါလေဗုဒ္ဓကဒါကိုဒီလိုယုံလိုက်ပါဆိုပြီးအလွယ်တကူအဖြေပေးခဲ့တာမဟုတ်ဘူးဗျာအဲ့ဒီစာဒီမေခွန်းကိုကိုယ်တိုင်ကိုကြစူးစမ်းလေးလာနိုင်မဲ့လမ်းကြောင်းတစ်ခုကိုညွှန်ပြခဲ့တာပါဒီတိုင်းကြီးယုံကြည်ဖို့မဟုတ်ဘဲနဲ့လေကိုယ်တိုင်လေးလာကိုယ်တိုင်စူးစမ်းပြီးတော့ကိုယ်တိုင်နားလည်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်ကောင်းပြီဒီတော့စိတ်ပေကိုသွားလဲဆိုတာကိုမစူးစမ်းခင်ပါလေအရင်ဆုံးစိတ်နဲ့ကိုယ်ဆိုတာတကယ်တော့ဘာလဲဆိုတာကိုနားလည်ဖို့လိုရပါလေဒါကဒီပဟေလေးကိုဖြေးရွှာမဲ့ခရီးရဲ့ပထမဆုံးချက်လမ်းပဲပေါ့တိုးတက်ညာစုကကိုခိုင်မာတဲ့တီမြဲတဲ့ငါးတယောက်ရှိတယ်လို့ခန်းစားရတတ်တယ်လေဒါပေမဲ့အမှန်တရားကတော့ခန္ဓာကိုယ်ရောစိတ်ပါအမြဲမပြတ်ပြောင်းလဲနေတဲ့ဖြစ်စဉ်တွေပါပဲတခါမှရက်မနေပဲအမြဲစီးဆင်းနေတဲ့မြူတဆင့်လို့ပေါ့ဗျာဒါမှမဟုတ်ရုပ်ရှင်တွေကတပုံဖြစ်တပုံစက်တက်ပြောင်းနေတဲ့ frame တွေလိုပါပဲအနတ္တလက္ခဏာတို့မှာမြတ်စွာဘုရားဟောခဲ့တဲ့စကားတစ်ခွန်းရှိတယ်အဲ့ဒါကတကယ်ရှင်းလင်းပြတ်သားတယ်ဗျာတကယ်လို့သာထိန်းချုပ်နိုင်တဲ့မပြောင်းလဲတဲ့အတ္တဒါတကယ်ရှိခဲ့ရဲ့လေကိုတို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုအပြည့်အဝစီမံနိုင်ရမှာမို့မအိုအောင်မနာအောင်ဝမ်းမနည်းအောင်အမိန့်ပေးနိုင်ရမှာပေါ့ဒါပေမဲ့လက်တွေမှာတော့ဒါတွေကိုတိုးနေမလွတ်နိုင်ပါဘူးဒီအချက်ကပဲခိုင်မာတဲ့ငါဆိုတာတကယ်တမ်းမရှိဘူးဆိုတာကိုညွှန်ပြနေတာပါကဲဒါဆိုရင်တော့အကြီးကြီးလုံးမေးဆက်ရှိလာပြီတကယ်လို့တဘွားကနေနောက်တဘွားကိုခီးသွားကိုထာဝရအတ္တတာမရှိဘူးဆိုရင်တခဏနဲ့နောက်တခဏကိုတဘွားနဲ့နောက်တဘွားကိုဆက်ဆက်ပေးနေတဲ့အရာကတကယ်တော့ပါလေအဲ့ဒီအရာကတော့ကံပါပဲတခုတော့ရှိတယ်ကံဆိုတာကြိုတင်တတ်မှတ်ထားတဲ့ကံကြမ္မာကြီးမဟုတ်ဘူးနော်ကံဆိုတာကတို့တွေလောက်ရက်တွေစကားတွေအတွေးတွေရဲ့နောက်ွယ်ကစေတနာစွမ်းအင်မှာဥပမာပန်းသီးစိတ်ကိုစိုက်ရင်ပန်းသီးပင်မပေါက်မှာပေါ့လေမပင်ပေါက်လာမှာမဟုတ်ဘူးအဲ့ဒီလိုပါပဲကောင်းတဲ့စေတနာနဲ့ပြုလုပ်တဲ့ကာမှုကုသိုလ်ကကောင်းကျိုးကိုဖြစ်စေပြီးတော့မကောင်းတဲ့စေတနာကဆင်းရဲဒုက္ခကိုဖြစ်စေပါတယ်ဒါကတဘာဝတရားပဲထေရဝါဒဗုဒ္ဓဘာသာရဲ့အဘိဓမ္မာမှာဒီလိုရှင်းပြတယ်ဗျာတေဆုံးခါနီနှုတ်ဆုံးစိတ်ကလေးကိုစုတိစိတ်လို့ခေါ်ပါတယ်အဲ့ဒီစိတ်ခြုံငိမ့်သွားလာတဲ့တပြိုင်နဲ့တစ်စက္ကန့်လေးတောင်ကြားထဲမှာဟာမသွားပဲဘဝတည်းရဲ့ပထမဆုံးစိတ်ဖြစ်တဲ့ပဋိသန္ဓေစိတ်ဟာချစ်ချင်းဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ဒါဆိုဘလို့ဆက်ဆက်သွားတယ်လဲဆိုတာကိုဘလို့မြောင်ကြည့်မလဲဥပမာလေးတွေနဲ့ပြောပြမယ်ဖြောင်းတိုင်တတိုင်ကနေနောက်တတိုင်ကိုမီးကူးတဲ့အခါစဉ်းစားကြည့်ပါမီးတောက်ကိုတိုင်ကခုန်ကူးသွားတာမဟုတ်ပါဘူးပထမမီးတောက်ရဲ့အပူစွမ်းရည်ကအကြောင်းတရားဖြစ်ပြီးဒုတိယမီးတောက်ကိုဖြစ်ပေါ်စေတာပါနောက်ဥပမာတစ်ခုကတစိမ့်တုံးကိုဖြောင်းပေါ်နှိပ်လိုက်လိုတာပါပဲတစိမ့်တုံးကြီးကိုယ်တိုင်ဖြောင်းတဲ့ပါသွားတာမဟုတ်ပဲသူ့ရဲ့ပုံရိပ်ကအကြောင်းကြောင့်အကျိုးအနေနဲ့ထင်ကြံရစ်ခဲ့တာပါဒီအမြဟာအဆုံးနှစ်ခုကိုရှောင်ရှားတဲ့မကြ္จิမပฏิပဒါလမ်းစဉ်ပါပဲတစ်ဖက်ကထာဝရတည်မြဲတဲ့ဝိညာဉ်ရှိတယ်ဆိုတဲ့အဆုံးနောက်တစ်ဖက်ကသင်ရင်အရာလုံးတည့်ဆစ်သွားတယ်ဆိုတဲ့အဆုံးအဲ့ဒီအဆုံးနှစ်ခုလုံးမဟုတ်ပါဘူးဆိုလိုချင်တာကရှင်းရှင်းလေးပါဆက်ဆက်မှုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီလိုဆက်ဆက်နေတဲ့ခိုင်မာတဲ့ပုံကိုတတဝါဆိုတာမရှိဘူးကဲဘာသွားတာလဲဘသူသွားတာလဲဆိုတာကိုတိုးတွေကြီးခဲ့ပြီးပြီအခုဘယ်အချိန်မှာဖြစ်နေတာလဲဆိုတဲ့မေးခွန်းကိုစဉ်းစားကြည့်ရအောင်ဒီနေရာမှာတော့အချိန်နဲ့ပတ်သက်တဲ့ကိုရုရဲ့အယူဆကိုပြန်ပြီးတော့စူးစမ်းခုလိုလာပါပြီကဲခဏလောက်အတူတူစဉ်းစားကြည့်ကြအောင်အခုဒီယခုဆိုတဲ့အချိန်လေးနဲ့တကယ်ထွက်ပြီးတော့အတိတ်ကိုသွားလဲလို့ရသလားအတိတ်ကိုပြန်စဉ်းစားတာမြင်အောင်လာမျိုးပြောတာမဟုတ်ဘူးနော်တကယ်ကိုအဲ့လီကိုသွားတာမျိုးပါမဖြစ်နိုင်ဘူးဟုတ်တယ်မလားဒါဆိုနောက်မင်းဟွန်းတစ်ခုမေးကြည့်မယ်ကိုယ့်ရဲ့တတာမှာယခုဆိုတဲ့အချိန်ဘယ်နှခုကိုတွေးကြုံဖူးရတယ်လေတစ်ချက်စဉ်းစားကြည့်လိုက်ပါအဖြေကတခုတည်းပဲဒိုးတွေဟာဘယ်တော့မှမပြတ်တော့တဲ့အမြဲတမ်းတရှိနေလေယခုတခုတည်းကိုဒါတွေးကြုံခံစားနေရတာပါဒါဆိုဒီမေခွန်းရဲ့အဖြေကဘာဖြစ်မလဲယခုဆိုတာအချိန်ထဲမှာဘလောက်မြင်ရွေးလျားနေတယ်လဲအဖြေကပုံညာဘာလို့လဲဆိုတော့သူကလုံးဝရွေးလျားနေတာမဟုတ်လို့ပါပဲသူကထာဝရတည်ရှိနေပြီးမရွေမလျားပါဘူးဒါကိုပိုရှင်းသွားအောင်ဥပမာတစ်ခုပေးမယ်ဗျလိမ္မော်ရောင်နီကာမျက်မှန်တလက်ကိုတက်ထားတယ်လို့မြင်ရောင်ကြည့်လိုက်ပါအဲ့ဒီမျက်မှန်ကိုတက်ထားသမျှကာလပလုံးလောကကြီးတစ်ခုလုံးလိမ္မော်ရောင်ဖြစ်နေတယ်လို့ထင်နေရမှာပဲတကယ်တော့အချိန်နဲ့နေရာဆိုတာအပြင်မှာတီးခြားရှိနေတာထက်
တိုးရီရဲ့စိတ်ဆိုတဲ့မျက်မှန်ရဲ့အယောင်လေးလိုပါပဲအဲဒီမျက်မှန်ကနေတစ်ဆက်ထာဝရပစ္စုပန်ကိုဒိုယိုကရှုမြင်နေကြတာပါ ကဲခုနကအချက်နှစ်ခုကိုဆက်ဆက်ကြည့်လိုက်ရအောင်ကံတရားရဲ့အကြောင်းအကျိုးစီးကြောင်းဟာအချိန်တွေထဲမှာစီးစိမ့်နေတာမဟုတ်ပါဘူးအရာအလုံးဟာဒီထာဝရတည်ရှိနေတဲ့ပစ္စုပန်တက်တဲ့မှာပြည့်ဖြူဖော်နေတာပါ ဒီအချက်ကဘာကိုဆိုလိုတယ်လဲဆိုတော့ကိုတို့ရဲ့အနာဂတ်ဟာကြိုတင်သတ်မှတ်ထားတာမဟုတ်ဘူးဆိုတာပါပဲအခုဘလို့နေထိုင်ပြုမှုတယ်လဲဆိုတဲ့အပေါ်မှာပဲရာအလုံးကမူတည်နေပါတယ်ဒါကြောင့်ဓမ္မပတ်တော်မှာအပမာတော်အမတန်ပတ်တန်မမေးမလျော်ချင်းတီမတရားနိဗ္ဗာန်သို့ရောက်ကြောင်းတရားဖြစ်တယ်လို့ဆိုထားတာပါဆိုလိုတာကအခိုက်အတန့်တိုင်းဟာတကယ်ကိုအရေးကြီးပါတယ် ဒါမဲ့ဒီလိုင်းရဲ့အဆုံးစွန်ပန်းတိုင်ကပိုကောင်းတဲ့ဘဝတစ်ခုကိုရဖို့အသက်မဟုတ်ပါဘူးဘဝတန်တရားကနေလုံးဝလွတ်မြောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဖြစ်ပါတယ်မြတ်စွာဘုရားကဖျားဖြစ်တော်မူပြီးနောက်ကျွရင်ခဲ့တဲ့ဒီဥဒန်းတော်ကအဲ့ဒီလွတ်မြောက်မှုကိုဖော်ပြနေတာပါပဲ ဆိုတော့အစကမေဟုံးကိုပြန်သွားကြည့်ရအောင်စိတ်ဟာဘယ်ကိုသွားတယ်လဲအဖြေကတော့သူကခိုင်မာတဲ့အရာတစ်ခုအနေနဲ့ဘယ်ခုမှသွားတာမဟုတ်ပါဘူးအကြောင်းအကျိုးစီးကျုံးကရမသွားပဲဆက်လက်ဖြစ်ပေါ်နေတာပဲချစ်ပါပဲ ဒီစီချောင်းရဲ့လာယာကိုဘဲရကဆုံးဖြတ်နေတယ်လေအဝေးတဲ့နေရာကမမြင်ရတဲ့ဆွမ်းကားတစ်ခုကမဟုတ်ပါဘူးအဖြေကလက်ရှိပစ္စုပန်တက်တဲ့မှာပဲရှိနေပါတယ်အခုဒီအခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့စေတနာတိုင်းအသွေးတိုင်းကပဲဒီစီချောင်းကိုပုံဖော်နေရပါဒါဟာလူသားတိုင်းပိုင်ဆိုင်ထားတဲ့အကြီးမားဆုံးတာဝန်နဲ့အခုနေပဲဖြစ်ပါတယ်